ကျွန်တော်1 Friday 5ပေါ့နော်130ကတော့ပြီးသွားခဲ့ပြီဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာပေါ့နော်ပွဲကြည့်နေတုန်းကတည်းကဒီမှာကျွန်တော်တို့လိုဘလိုထီသွားတဲ့ကန်ချက်တွေရဲ့နောက်ပိုင်းဂျိုင်ကအနားမပေးတာရဲ့ပေါ့နော်အချိန်ပြည့်သွားပြီမဲ့အနားမပေးတာရဲ့ဂျိုင်ကမျက်ကွယ်ပြူတာတွေကိုကျွန်တော်မိတ်ဆွေတွေလည်းဒါလက်ဝဲဝါနာရှင်တွေလည်းတည်ပြီးသားဖြစ်မှာပါနော်ဒီမှာတော်တော်ကန်ချက်ပြင်းတယ်နောက်ပိုင်းကြားရတဲ့သတင်းတွေအရအဲ့ဒီလိုဘလိုကန်ချက်ကြောင့်ပေါ့နော်ဆလိုင်းထောင်ခီးရှိန်ကသူ့ရဲ့ဘောကတော်တော်လေးကိုကွဲသွားတယ်လို့ဒါပွဲပြီးမှကျွန်တော်တို့သတင်းတွေလည်းကြားရတယ်ဗျဒိုင်ကလည်းပဲဒါမမြင်အောင်ဆောင်ပြီးတော့ပေါ့နော်မျက်ကွယ်ပြုတ်ထားခဲ့တယ်ကျွန်တော်တို့ဒါလောဝေဝါနာရှင်နေဆိုရင်လည်းပဲပေါ့နော်ဘလို့မြင်မလဲပေါ့နော်မိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်းပြောပေးကြပါအောင်ပေါ့နော်အဲ့တော့စလိုင်းထန်ခီးရှင်ကဒါပထမပွဲဥထွက်မှာဒါပါနှက်မှုမရှိသေးတာရောငယ်ရွယ်သေးတာရောကြောင့်သူအဲ့လိုမျိုးယူရီဖြစ်သွားရင်ဘလို့နေထားနေရမယ်ဆိုတာမသိတာရောဒိုင်ကမမြင်အောင်စောင့်တာရောကြောင့်ဒီပွဲမှာတော်တော်လေးနက်နာခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအမြင်လေးကိုလည်းကွန်မန့်လေးတွေမှာရေးပေးသွားပါအောင်ညပြန်လာခဲ့ပါအောင်မယ်